ကျွန်တော်ခုလက်ထက်မှာကင်ထားတဲ့ product က Norton ကနေထုတ်ထားတဲ့ USB-C ကြိုးပါဒီ USB-C ကြိုးကတခြားဈေးကွက်ထဲမှာရှိနေ USB-C ကြိုးနဲ့လုံးဝမတူဘူးနောက်ကလုံးဝ transparent ဖြစ်နေပါတယ်ကျွန်တော်တိလောက်ဆိုရင် Norton ကနေပြီးတော့ဒီ Norton USB-C ကြိုးကိုဒီ Norton Phone 2 ဝယ်မှာပဲဒီ Phone 2 ထဲမှာထည့်ပေးထားတယ်တကယ်လို့ကွာတိကျဝယ်ချင်တယ်ဆိုရင်လောလောဆယ်မြန်မာနိုင်ငံမှာတော့ဝယ်လို့ရမှာမဟုတ်ဘူးကျွန်တော်ဆိုရင်ဒီကောင်က Thai Bangkok ကနေပြီးမှာလိုက်တာဒီကောင်ဈေးကဘတ်349နဲ့ရောင်းထားတယ်ဆိုတော့မြန်မာငွေ4000နဲ့4000ဝန်းကျင်လောက်ရှိတော့မယ် unboxing လုပ်ခင်မှာဒီ USB-C ကြိုးရဲ့ specs လေးနည်းနည်းပြောမယ်ဘာကြောင့်လဲဆိုရင်ဒီကောင် USB C2C နှစ်ဖက်လုံးက USB-C ကောင်ပြီးတော့ဒီကောင် data transfer rate ကဒီကောင် 480 MB/s ပဲရှိတယ်ကျွန်တော်ရထားတဲ့ version က 100cm version ဆိုတော့ဒီကောင်1 meter အရှည် 3.3 ပေလောက်ရှည်မယ်ဒါပဲဘာမှထူးခြားတဲ့ဘာမဟုတ်ဘူးပြီးတော့ဒီကောင်ဒီ translucent design လုပ်ထားဆိုမှဒီကောင် braided cable လည်းမဟုတ်ဘူး braided cable ဆိုတာဘာလဲဆိုတော့ကျွန်တော်ပြီးမှရှင်းပြမယ်ဒီအောက်မှာ pull tag လေးတစ်ခုရှိတယ်ဒါကိုကျွန်တော်ဆွဲလိုက်တာနဲ့ဒီ Norton USB-C ကြိုးမြင်ရမယ်ဆိုတော့ဒါက Norton USB-C ကြိုးပါဘူးထဲမှာဆိုရင်ကျွန်တော်ဒီ warranty information လေးပါမယ်ပြီးတော့ဒါပဲဘာမှမပါတော့ကုန်ပြီဒီ Norton USB-C ကြိုးရဲ့ဒီထူးခြားချက်ပေါ့ဒီကောင်က transparent design မှာဒီ Norton ဆိုပြီးတော့ logo လေးရေးထားတယ်ဒါကကျွန်တော်တစ်ဖက်တည်းမဟုတ်ဘူးနှစ်ဖက်လုံးမှာပါမယ်ဆိုတော့ကျွန်တော်တို့ဒီNorton USB-C ကြိုးကပေးရတန်လားဆိုတော့လုံးဝမတန်ဘူးဘာကြောင့်လဲဆိုရင် Apple ရတော့မှဒီ iPhone 15 Pro ဖုန်းတွေမှာဒီ braided cable တွေကိုစထည့်ပေးထားပြီ braided cable ဆိုတာဗျာကျွန်တော်အခုကြိုးကျစ်ထားလို့မျိုးလေးလုပ်ပေးထားတယ်ပို့ပြီးတော့အကျန်းခံတယ်ဒါ Norton USB-C ကြိုးနဲ့ကျွန်တော်ရဲ့ဒီ iPhone 15 Pro က USB-C ကြိုး iPhone ရဲ့ကြိုးကကျတော့ braided cable ဖြစ်တယ်ဆိုတော့ကျွန်တော်ဗျာဒီ Norton ရဲ့ transparent USB-C ကြိုးကဝယ်တင်လာလို့လာမေးမှဆိုရင်လုံးဝမဝယ်တင်ဘူးဘာကြောင့်လဲဆိုရင်ဒီကောင် transparent ဖြစ်နေရလွယ်ဘာမှထူးခြားချက်မရှိဘူး data transfer rate ကလည်းအကောင်းကြီးမဟုတ်ဘူးပြီးတော့ braided cable လည်းမဟုတ်ဘူးပြီးတော့ဈေးကလည်းများတယ်ဘာကြောင့်လဲဆိုတော့ဒီဈေးဝန်းကျင်မှာတခြားဒီထက်အများကြီးပိုကောင်းတဲ့ USB-C ကြိုးတွေဒီ Anker တို့ Oki တို့တခြားတပ်ပါတီရောပြီးတော့ original brand ကရော USB-C ကြိုးတွေအများကြီးရွေးလို့ရတယ်ဒီဈေးနဲ့ကတော့မတန်ဘူးကျွန်တော်တို့ဒီကောင်ကို transparent ဖြစ်လို့ဝယ်လိုက်တာပါ